တနေကုန်ပြောရင်တော့ကုန်မှာမဟုတ်တဲ့ဂရိဒဏ္ဍာရီတွေအကြောင်းဂရိဒဏ္ဍာရီတွေဆိုတာကတော့ရှေးခေတ်ဒဏ္ဍာရီတွေအကြောင်းကြိုက်ကြတဲ့သူတွေဆိုရင်တော်တော်လေးကိုမှနားထောင်လို့ကောင်းတဲ့အမျိုးအစားတွေဖြစ်ပါတယ်ဒဏ္ဍာရီဆိုတာနဲ့ဝေကနေရှောင်ကြတဲ့သူတွေတောင်မှဂရိလူမျိုးတွေရဲ့အံ့အားသင့်ဖွယ်ရာကောင်းတဲ့အကြောင်းအရာတွေကြောင့်စိတ်ဝင်စားကြပါတယ်ဒဏ္ဍာရီတွေဟာဇလန်လို့ထင်ရပေမဲ့တကယ်တော့လူရဲ့အတိုင်ဝန်နဲ့စင်စက်မပြတ်ယုံကြည်မှုနဲ့ရှင်ကျေးမှုရဲ့နောက်ခံတွေလည်းဖြစ်နေတတ်ပါတယ်အခုလက်ရှိမှာဂရိဒဏ္ဍာရီဆိုတာတချို့ကတော့ဇလန်တွေစိတ်ကူးရင်ကောင်းကောင်းနဲ့တင်အောင်မြင်တဲ့ဟောလိဝုဒ်ရုပ်ရှင်တွေထဲမှာသာမြင်ရတာဖြစ်ပါတယ်ဒါပေမဲ့တကယ်ကိုတေချာနဲ့ဆိုင်ဆိုင်စဉ်းစားကြည့်မယ်ဆိုရင်တော့ဂရိဒဏ္ဍာရီတွေကလူဖွဲ့စည်းရဲ့စိတ်ခံစားချက်တွေမိကုန်းတွေမျှော်လင့်ချက်တွေနဲ့ကြောက်ရွံ့မှုတွေအကြောင်းကိုတစ်ထက်တက်ကိုမှပြောပြနေတဲ့ပုံစံတစ်ခုပါပဲဒဏ္ဍာရီတွေထဲမှာလူသားတွေဘယ်လိုဖန်ဆင်းလာတာလဲဘာကြီးကဘယ်လိုမျိုးဖြစ်တည်လာတာလဲဘာကြောင့်မလို့လူသားတွေဟာစွမ်းအင်ကြီးကြီးမားမားနဲ့အရာတစ်ခုခုကိုယုံကြည်နေကြတာလဲဆိုတာကိုဖြည့်ရှင်းဖော်ပြပါတယ်ဥပမာဇူးဆိုတာဘယင်နဲ့ဖျားတစ်ပါးဖြစ်ပြီးတော့သူဟာလေသူ့ခေတ်သူ့အခါမှာအာနာစက်အကြီးဆုံးဘယင်နဲ့ဖျားတစ်ပါးဖြစ်ပါတယ်ဒါပေမဲ့လို့သူကလည်းတာမန်လူတွေလိုပဲမနာလိုမှုရှိပါတယ်မာနတွေရှိတယ်ပြိုင်ဆိုင်တာတွေလည်းရှိပါတယ်တကယ်ပြောရမယ်ဆိုရင်တော့ဂရိနဲ့ဖျားတွေကလူသားတစ်ယောက်လိုဖြစ်ပြီးတော့ရုပ်ပိုင်းဆိုင်ရာစွမ်းအင်ရှိနေတာမျိုးပဲဖြစ်ပါတယ်အရင်ကဂရိဒဏ္ဍာရီဆိုတာကများသောအားဖြင့်ကတော့ဘာသာရေးဆိုင်ရာဖွဲ့စည်းပုံတွေနဲ့ပတ်သက်နေပါတယ်ဖျားเจ้าတဲတဲ့နေရာဖျားနာမည်တွေရှေးဆက်ဆက်ကပြောစမပြုခဲ့တာတွေစကားတွေအားလုံးဟာလည်းတစ်ဖက်မှာရှိနေတဲ့ဇလန်တပုံနဲ့ချိတ်ဆက်နေတာဖြစ်ပါတယ်နောက်ဆုံးကတော့ဒီဇလန်တွေကယဉ်ကျေးမှုတစ်ခုရဲ့တက်တန်းတွေမျှော်လင့်ချက်တွေလှုပ်ဝက်မှုနဲ့ပတ်သက်တဲ့စဉ်းစားပုံတွေကိုပြသနေတာဖြစ်ပါတယ်အရန်ကမှစိတ်ဝင်စားဖွယ်ရာကောင်းတဲ့ဂရိဒဏ္ဍာရီဟာလူသားမျိုးနွယ်ရဲ့ရှေးကြဆုံးမေကွန်းတွေဖြစ်တဲ့ကဘာကြီးရဲ့မူလစင်မြင်တဲ့တဘာဝကိုဖြည့်ရှင်းဖို့ကြိုးစားခဲ့ပါတယ်။တိတ်ပံနေကြစူးစမ်းရှာဖွေမှုတွေမပေါ်ပေါက်ခင်ကဂရိလူမျိုးတွေဟာဖန်တီးကြီးပုံမြင်တွေမှာဖြည့်ရှင်းချက်နဲ့အကြောင်းပြချက်တွေကိုရှာဖွေခဲ့ကြပါတယ်။သူတို့ဟာကနဦးကရှိခဲ့တဲ့အရာတခုမှမရှိဘဲနဲ့လွတ်နေတဲ့နေရာလက်ကြီးဖြစ်တဲ့ Charles အကြောင်းကိုပြောခဲ့ကြပြီးတော့အဲဒီကနေဂိုင်ယာမြေကြီးနဲ့ Uranus ကောင်းကင်ဆိုပြီးတော့ပထမအဆုံးသောတက်ရှိတွေပေါ်ပေါက်လာခဲ့ပါတယ်။သူတို့ရဲ့မငြိမ်သက်တဲ့ပတ်သက်မှုတွေကအစွမ်းထက်တဲ့တိုက်တန်များကိုမွေးဖွားခဲ့ပြီးတော့နောက်ဆုံးမှာတော့သူတို့ရဲ့ကိုယ်ပိုင်သားသမီးတွေဖြစ်တဲ့အိုလံပတ်နဖျားတွေကိုဆန့်ကျင်ပြီးတော့စကြဝဠာကိုဖျက်ဆီးမဲ့စစ်ပွဲကြီးဖြစ်တဲ့တိုက်တာနိုမာချီကိုဆင်နွှဲခဲ့ပါတယ်။ဇူးနဲ့သူ့ရဲ့ညီကိုမောင်နှမတွေအောင်ပွဲခံခဲ့တဲ့ဒီခန္ဓာရဲ့ပြိပခါကစကြဝဠာရဲ့အစဉ်တန်းမြင့်မာတဲ့စနစ်နဲ့အိုလံပတ်နဖျားတွေရဲ့အုပ်ချုပ်မှုကိုတည်ထောင်ခဲ့ပါတယ်။ဒီစကြောင်းတွေကတော့ဇူးရဲ့မိုးချင်းတန်ကနေပိုချိုက်တုံရဲ့လွှမ်းမိုးမှုကြောင့်ပြောင်းလဲနေတဲ့ဒီရည်တွေအထူးကိုတဘာဝဖြစ်ရက်တွေကိုနားလည်ဖို့သဘောတဘာဝတစ်ခုပေးစွမ်းခဲ့ပါတယ်။ဒီကြီးကျယ်ခန္ဓာရဲ့စကြဝဠာဆိုင်ရာတိုက်ပွဲတွေအပြင်ဒဏ္ဍာရီတွေကသူတို့ရဲ့နဖျားတွေရဲ့ဘဝနဲ့လုံဆောင်ချက်တွေကိုပြပြကိုမှမကြာခဏဆိုသလိုဒရမာဆက်ဆံပုံဖော်ခဲ့ပါတယ်။အိုလံဘတ်တောင်ထိပ်ကနေသူ့ရဲ့လျှက်စီးလက်နက်ကိုကင်ဆွဲပြီးတော့အုပ်ဆိုတဲ့အစွမ်းထက်တဲ့နဖျားတွေရဲ့ဘရင်စုကိုမြင်ရောက်ကြည့်ပါ။သူဟာကြီးမားတဲ့စွမ်းအားရှိတဲ့နဖျားတစ်ပါးဖြစ်ပေမဲ့လူသားဆန်တဲ့စိတ်ခံစားချက်မှုတွေနဲ့အပြည့်အနာစာတွေရှိပါတယ်။သူ့ဘေးမှာဆိုရင်တော့ဘရင်မဟီရာအိမ်အောင်ရဲ့နဖျားရှိပြီးတော့သူမရဲ့ပြင်းထန်တဲ့မနာလိုမှုတွေကြောင့်လူသိများပါတယ်။ပင်လယ်တွေကိုအုပ်ဆိုးတဲ့မင်္ဂလင်လှုပ်စီသူပိုဆိုင်တွန်နဲ့မြောက်ကဘာရဲ့ကြမ်းတမ်းတဲ့သခင်ဟေဒီစ်တို့ကိုလည်းကျွန်တော်တို့တွေ့ရပါတယ်။ပြီးတော့စစ်ရေးပြူဟာနဲ့ဉာဏ်ပညာရဲ့နဖျားမှာအသီနာအလင်းဂီတာနဲ့ရှေးဖြစ်ခံမှန်းချက်တွေရဲ့နဖျားအပိုလိုပြီးတော့ဆွဲဆောင်မှုရှိတဲ့ချစ်ချင်းမြတ်တာနဲ့အလှပရဲ့နဖျားမှာအဖရိုဒိုက်တို့လည်းရှိပါသေးတယ်။နဖျားတိုင်းမှာထူးခြားတဲ့နယ်ပယ်တွေရှုပ်ထွေးတဲ့ဆက်ဆံရေးတွေနဲ့မကြာခဏဆိုသလိုရောရှက်နေတဲ့ကံကြမ္မာတွေရှိပြီးတော့လူသားတွေရဲ့စိတ်ခံစားချက်တွေနဲ့အတွေ့အကြုံအလုံးကိုထင်ဟပ်တဲ့နဖျားစုံကိုပြသခဲ့ပါတယ်။ဂရိဒနာရဲ့အတိုင်းအတာကတော့နဖျားတွေထက်အများကြီးကိုမှချဲ့ပြန့်ခဲ့ပြီးတော့သူရဲကောင်းတွေရဲ့ထူးခြားတဲ့လှုပ်ဆောင်မှုတွေနဲ့ဒဏ္ဍာရီလာတတော်တွေရဲ့ကြောက်စရာကောင်းတဲ့တည်ရှိမှုကိုဖော်ပြခဲ့ပါတယ်။ကဘာကြီးကိုကြောက်မက်ဖွယ်ရာကောင်းတဲ့ချင်းချောက်မှုတွေကနေတက်ဆင်ပေးခဲ့တဲ့မဖြစ်နိုင်တဲ့အလုပ်12ခုကြောင့်နာမည်ကျော်ပါတယ်ဆိုတဲ့ဟာဂျူလီလိုမျိုးပုံရိပ်တွေဒါမှမဟုတ်ရင်ထရိုဂျန်စစ်ပွဲပြီးတဲ့နောက်မှာအိမ်ပြန်ဖို့ဆယ်စုနှစ်ကြာရုန်းကန်ခဲ့ရတဲ့ Odysseus လိုမျိုးပုံရိပ်တွေဟာလည်းအခြေခံခံထားတဲ့ဇာတ်လမ်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ကျွန်တော်တို့ဟာ Gordomatusa ကိုတတ်ခဲ့တဲ့ပါစီရဲ့အကြောင်းကို၎င်းဝန်ကဘာတဲကိုဝင်ပြီးတော့ Minotaurs ကိုအနိုင်ယူခဲ့တဲ့ Theus အကြောင်းကို၎င်းသိယူရပါတယ်။ဒီသူရဲကောင်းတွေကလည်းတက်တိလိမ္မာပါနှက်မှုနဲ့ခန္ဓာရည်တို့ရဲ့စံနမူနာအဖြစ်တွေကိုမှဖော်ပြခဲ့ပါတယ်။ပြီးတော့သူတို့ရဲ့ကဘာကိုပြည့်နှက်နေတဲ့စိတ်ကူးရင်ဆန်တဲ့တရားတွေကိုဘသူကမေးနိုင်မလဲ။ဝန်ကဘာထဲမှာပိတ်မိနေတဲ့ Minotaurs ခေါင်းဖြတ်ရင်ပြန်ပေါက်လာတဲ့ခေါင်းပေါင်းများစွာရှိတဲ့ Hydra တင်မောသားတွေကိုတေဆုံးသည့်အထိကိုဆွဲဆောင်ခဲ့တဲ့တရှင်းတန်တွေရှိတဲ့ Science ဒါမှမဟုတ်ရင်ကြပြဆန်တဲ့စိတ်ကူးစိတ်တန်ရဲ့တင်ကေတာဖြစ်တဲ့အတောင်ပံတွေပါတဲ့မြင်းပိတ်ကဆက်စတာတွေပေါ့ဒီတရားတွေကဒဏ္ဍာရီထဲမှာအန်ရရဲ့အံ့ဩမှုနဲ့ကိုကျင်တရားဆိုင်ရာရှုပ်ထွေးမှုတွေရဲ့အခြေခံတွေလည်းဖြစ်ပါတယ်။အရေးကြီးတာကတော့ဂရိဒဏ္ဍာရီတွေဟာရိုးရိုးပုံမြင်နေတွေမဟုတ်ပါဘူး။သူတို့ဟာလည်းရှေးဟောင်းဂရိလူဖွဲ့စီရဲ့အခြေခံအုံမြင့်နဲ့နက်နက်ရှိချိုင်းဆက်ဆက်နေပြီးတော့သူတို့ရဲ့ကိုးကွယ်မှုဒလေးတွေနဲ့ရိုးရလေးထားတွေရဲ့မူလစင်မြင့်နဲ့အရေးပါပုံတွေကိုလည်းပတ်ပို့ပေးပါတယ်။ဖျားเจ้าတိုင်းပွဲတော်တိုင်းနက်စရာတိုင်းမှာလည်းသူ့ရဲ့ဒဏ္ဍာရီဆန်တဲ့ရှင်းပြချက်တွေရှိခဲ့ပါတယ်။ပန်အတီနာပွဲတော်ကဘာလို့အတီနာကိုဂုဏ်ပြုခဲ့တာလဲ။ဒါမှမဟုတ်ရင်ပင်လယ်ခီးမထွက်ခင်ပိုဆိုင်တုံကိုဘာလို့ပူဇော်ပသခဲ့တယ်လဲဆိုတာကိုနားလည်ဖို့အတွက်ဒီတလီထုံးတန်းတွေကိုဖြစ်ပေါ်စေခဲ့တဲ့ဒဏ္ဍာရီတွေကိုနည်းနည်းတီးဖို့ကိုလိုအပ်ပါတယ်။ဒီစကြောင်းတွေကတော့သူတို့ရဲ့ဘာသာရေးယုံကြည်မှုတွေကိုတရားဝင်ဖြစ်စေပြီးတော့သူတို့ရဲ့တူညီတဲ့ဇယိုင်းလက္ခဏာတွေကိုခိုင်မာစေခဲ့က
သူတို့ရဲ့နိုင်ငံသားတွေအတွက်ကိုကျင်တရားဆိုင်ရာတန်လိုက်အိမ်မြောင်တစ်ခုကိုပံ့ပိုးပေးခဲ့ပါတယ်ဒဏ္ဍာရီတွေကတော့ယဉ်ကျေးမှုဆိုင်ရာဘာသာစကားတစ်ခုနဲ့ကိုကျင်တရားဆိုင်ရာအပြုမှုတရားမျှတမှုနဲ့မြန်မာနိုင်ငံရဲ့အကျိုးဆက်တွေကိုနားလည်ဖို့အတွက်ဘောင်တစ်ခုကိုလည်းထူထောင်ပေးခဲ့ပါတယ်ယနေ့တိုင်2000ပေါင်းများစွာကြာပြီးသွားတဲ့နောက်မှာခေတ်သစ်ပညာရှင်တွေကဒီရှေးဟောင်းဆက်ကြောင်းတွေကိုနက်နက်နေကိုစူးစူးဆက်စိုက်ကိုမှလေ့လာနေကြစေပါပြီအကြောင်းရင်းများစွာလည်းရှိပါတယ်ပထမအဆုံးအနေနဲ့သူတို့ကရှေးဟောင်းဂရီနဲ့သူ့ရဲ့ယဉ်ကျေးမှုရဲ့ဘာသာရေးနဲ့နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ပတ်သက်ပြီးတော့အဖို့မဖြတ်နိုင်တဲ့ထိုးထွင်းဉာဏ်တွေကိုပေးစွမ်းပါတယ်သူတို့ရဲ့တဏှာတွေကိုလည်းခွဲခြမ်းစိတ်ပြခြင်းအပြင်ကတော့သူတို့ရဲ့လူဖွဲ့စည်းဆိုင်ရာဖွဲ့စည်းပုံတွေသူတို့ရဲ့အုပ်ချုပ်ပုံတွေသူတို့ရဲ့ဥပဒေစနစ်တွေနဲ့သူတို့ရဲ့နေစဉ်ဘဝကိုအခြေခံထားတဲ့တန်ဖိုးတွေရဲ့ထူးခြားတဲ့နားလည်မှုကိုရရှိစေပါတယ်တဏှာတွေကတော့အာဏာကိုဘယ်လိုမြင်လဲတရားမျှတမှုကိုဘယ်လိုဆောင်ရွက်တယ်သူတို့ရဲ့ကဘာအမြင်ကသူတို့ရဲ့ဒီမိုကရေစီအယူအဆတွေတမမဟုတ်ရင်သူတို့ရဲ့စစ်တီတော်စိတ်သက်တွေကိုဘယ်လိုမျိုးလွှမ်းမိုးရဲဆိုတာကိုဖော်ပြပါတယ်ဒါပြင်ကမှဂရိဒဏ္ဍာရီကိုလေးလာခြင်းကဒဏ္ဍာရီဖန်တီးမှုရဲ့သဘာဝကိုယ်တိုင်ကပင်ထိုးထွင်းဉာဏ်ပေးစွမ်းပါတယ်ဒါဟာလည်းလူသားမျိုးနွယ်ရဲ့ပုံဖြစ်စဉ်တစ်ခုဖြစ်ပြီးတော့ဂရိဥပမာကလူဖွဲ့စည်းတွေကသူတို့ရဲ့ဖြစ်တည်မှုကိုနားလည်ဖို့မျိုးဆက်အလိုက်ဗဟုသုတတွေကိုလက်ဆင့်ကမ်းဖို့လူမှုရေးစံနှုန်းတွေကိုထူထောင်ဖို့နဲ့ရှုပ်ထွေးပြီးတော့မကြာခဏဆိုသလိုခံမှန်းရခတ်တဲ့စကြဝဠာတွေကသူတို့ရဲ့နေရာကိုပုံနားလည်မှုတစ်ခုကိုဖန်တီးဖို့ပုံမြင်တွေကိုဘယ်လိုဖန်တီးပြီးတော့အသုံးချရဲဆိုတာကိုလေ့လာဖို့အတွက်ကြွယ်ဝတဲ့ဖြစ်ရမှန်တစ်ခုကိုပေးစွမ်းခဲ့ပါတယ်ကံကြမ္မာလွတ်လပ်စွာဆုံးဖြတ်နိုင်စွမ်းသူရဲကောင်းဆန်မှုနဲ့အလွမ်းဆက်လန်းတွေရဲ့ထက်တလဲလဲဖြစ်နေတဲ့အကြောင်းအရာတွေကရှင်ကျင်းမှုတွေနဲ့အခြေအနေကိုဖျက်ကျော်ပြီးတော့ပဲ့တင်ထန်နေပါတယ်ဂရိဒဏ္ဍာရီဟာလည်းအဆုံးမရှိဆွဲမဲ့ဖွယ်ရာကောင်းပြီးတော့တက်ကြွတဲ့စိတ်ကူးစိတ်တန်းရဲ့အရင်မြစ်တစ်ခုပါပုံမြင်ပြောခြင်းရဲ့ထာဝရစွာအတွက်ကိုမှထာဝရတက်တည်ခံချက်တစ်ခုပြီးတော့ရှေးဟောင်းဂရိရဲ့စိတ်ယုံကြည်မှုတွေနဲ့ထူးခြားတဲ့ယဉ်ကျေးမှုတွေကိုမရှိမဖြစ်ကိုမှလိုအပ်တဲ့ဗနေမာတစ်ခုဖြစ်ကိုမှဆက်လက်တည်ရှိနေစေလည်းဖြစ်ပါတယ်သူရဲ့ပဲ့တင်ထက်တန်တွေကကျွန်တော်ရဲ့ခေတ်သစ်ကဘာမှာပင်အမှုပညာစာပေနဲ့အတွင်းမြင့်တွေကိုဆက်လက်လွှမ်းမိုးနေစေပါပြီနောက်ထပ်မမေးဖို့ကောင်းတာတစ်ခုကတော့ဂရိဒဏ္ဍာရီတွေရဲ့တဘာဝဟာအမြဲတမ်းကိုမှပြောင်းလဲနေတဲ့ဆိုတာပါပဲတချို့သောဇလန်းတွေဟာတနေရာထဲမှာကိုတစ်မျိုးပြောပြီးတခြားသောတနေရာတစ်ခုမှလည်းတခြားနည်းပြောပါပြီးအဲ့ဒါကတော့ဒဏ္ဍာရီတစ်ပုဒ်ဟာလူဖွဲ့စည်းတစ်ခုချင်းစီရဲ့ယုံကြည်မှုနဲ့မျှော်လင့်ချက်ကိုပြသနေတာဖြစ်တယ်လို့ဆိုနိုင်ပါတယ်တကယ်တော့ဒီဇလန်တွေကလည်းတန်ဖိုးနေတဲ့အရာတွေတော့မဟုတ်ပါဘူးအနာဂတ်မှာလည်းဒီဇလန်တွေကဆယ်စုနှစ်တွေရာစုနှစ်တွေတခြားလေးလာမဲ့ပညာရှင်တွေအတွက်ကိုမျှော်လင့်ချက်နားလည်မှုနဲ့ယဉ်ကျေးမှုတွေကိုရှာဖွေဖော်ထုတ်မဲ့အရင်းမြစ်တစ်ခုဖြစ်ကိုမှအရေးကြီးနေအောင်မယ်လို့ကျွန်တော်ကတော့မျှော်လင့်မိပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ဒဏ္ဍာရီတွေကအကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ channel လေးကိုလည်းကြိုက်နေတတ်တယ်ဆိုရင်တော့ like subscribe လေးပြုလုပ်ပေးခဲ့ပါအောင်နော်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ဒါဆိုရင်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်